မင်းကလေးတယောက်ဟာကျိန်စာတိုက်လို့ရတဲ့ website တစ်ခုစီကိုမတော်တဆရောက်သွားခဲ့ပါတယ်။သူဟာချက်ချင်းဆိုသလိုပဲသူ့အလုပ်ရှင်ရဲ့နာမည်ကိုရိုက်ထည့်လိုက်ပါတယ်။ကျိန်စာတွေကိုဈေးနှုန်း၅မျိုးနဲ့ရွေးချယ်နိုင်ပြီးသူကတော့အသက်တာဆုံးကျိန်စာကိုရွေးခဲ့ပါတယ်။ OK ကိုနှိပ်လိုက်တဲ့အချိန်မှာအယုတ်လေးတွေကိုတန်တချောင်းစိုက်ဝင်သွားပါတယ်။နောက်နေ့လယ်စာစားချိန်မှာတော့ယွန်းစီကိုဗီဒီယိုတစ်ခုရောက်လာခဲ့ပြီးကျိန်စာကတကယ်ပဲအလုပ်ဖြစ်ခဲ့တာကိုတွေ့လိုက်ရပါတယ်။သူ့အလုပ်ရှင်ဘော်ကိုစီပူတွေရုတ်တရက်လွင့်စင်ကျသွားတာပါ။အလုပ်ရှင်အရှက်ရနေတာကိုကြည့်ပြီးသူမအောက်နိုင်ပဲရေမောလိုက်မိပါတယ်။ဒါကိုအလုပ်ရှင်ကမြင်သွားပြီးသူ့ကိုအဲ့ဒီနေရာမှာတင်စူပူချိန်မောင်းပါတော့တယ်။အိမ်ပြန်ရောက်တဲ့အခါယွန်းဟာစဉ်းစားလေဒေါသထွက်လေဖြစ်လာပြီးအဲ့ဒီကျိန်စာစိုက်ထဲကိုပြန်ဝင်သွားပါတယ်။ဒီတစ်ခါမှာတော့ဈေးကြီးဆုံးနဲ့အပြင်းထန်ဆုံးကျိန်စာကိုရွေးလိုက်ပြီးတွန့်ဆုတ်မနေပဲ OK ကိုနှိပ်လိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲကောက်ရိုးအယုတ်ထဲကိုတန်လေးချောင်းဆိုင်ဝင်သွားပါတယ်။နောက်နေ့မနက်မှာတော့အမြဲတမ်းအချိန်တိကျတဲ့သူ့အလုပ်ရှင်ရုံးကိုရောက်မလာပါဘူး။ခဏအကြာမှာတော့ယွန်းစီကိုအဲ့ဒီ website ကနေနောက်ထပ်ဗီဒီယိုတစ်ခုရောက်လာပြန်ပါတယ်။သူ့အလုပ်ရှင်ဟာအလုပ်သွားရင်းလမ်းမှာတင်နာကျင်မှုတွေနဲ့လဲကျသွားတာပါ။အဲ့ဒီနောက်မှာတော့ရုံးဖုန်းမြည်လာပြီးသူ့အလုပ်ရှင်ဟာလမ်းမှာနှလုံးရက်သွားလို့ဆေးရုံတင်လိုက်ရကြောင်းအကြောင်းကြားလာပါတယ်။ကျိန်စာကဘလောက်တောင်အစွမ်းထက်လဲဆိုတာသိသွားတဲ့အခါယွန်းဟာနောင်တရလာပါတော့တယ်။ငါတော့လွန်သွားပြီထင်တယ်လို့လည်းတွေးမိသွားပါတယ်။အလုပ်ပြန်လမ်းမှာတော့ရဲတပ်ဖွဲ့ရဲ့ကြီးညာစာရွက်တစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကတော့အမျိုးသမီးလေးယောက်ကိုတက်ခဲ့တဲ့တရားခံတစ်ယောက်ကိုရှာဖွေနေတဲ့တဲ့င်းမှာသူ့ကောင်းထဲမှာအတွေးတစ်ခုချက်ချင်းဝင်လာပါတယ်။သူဟာတရားခံရဲ့နာမည်ကိုရိုက်ထည့်လိုက်ပေမဲ့ပတ်စံသိမ့်မရှိတာကြောင့်ရန်9000တန်တာမန်ကျိန်စာကိုပဲဝယ်လိုက်ပါတယ်။အယုတ်ထဲကိုတန်3ချောင်းဆိုင်ဝင်သွားပြီးကျိန်စာစတင်ပါတော့တယ်။နောက်နေ့မနက်သတင်းတွေမှာတော့အဲ့ဒီတရားခံဟာသတင်းပေါက်ကနေခုန်ချခဲ့တယ်လို့ဖော်ပြကြပါတယ်။ယွန်းဟာသူ့ရဲ့လက်တော့ကိုအမြန်ဖွင့်ပြီးအဲ့ဒီ site ကပို့ထားတဲ့ email ကိုစစ်ကြည့်လိုက်ပါတယ်။ email ထဲမှာတော့တရားခံဟာထွက်ပြေးဖို့ကြိုးစားရင်းဝရန်ဒါကနေပြုတ်ကျပြီးခြေထောက်ကျိုးသွားတယ်လို့ရေးထားပါတယ်။တာမန်ကျိန်စာကတရားခံကိုခြေထောက်ကျိုးယုံမဲ့ဖြစ်အောင်လုပ်နိုင်တဲ့အထိအစွမ်းနဲ့နေတာကိုယွန်းမယုံနိုင်အောင်ဖြစ်သွားပါတယ်